ဖိလစ်ပိုင်ကအိမ်တချို့တွေမှာရေဘူးကိုမီးသီးအဖြစ်အသုံးပြုကြပါတယ်။ဒါဟာမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဒီနည်းဟာတကယ်လုပ်ပါတယ်။ဖိလစ်ပိုင်မှာတော့ရိုးရှင်းတဲ့ပလတ်စတစ်ရေဘူးတစ်ဘူးဟာလျှက်စစ်မီးမပါဘဲအခန်းတစ်ခုလုံးကိုလင်းစေနိုင်ပါတယ်။ဒီအံ့ဩဖွယ်ကောင်းတဲ့တီထွင်မှုကိုလီဒါအော့လိုက်လို့ခေါ်ပါတယ်။အကြံဉာဏ်ကရိုးရှင်းပါတယ်။ပလတ်စတစ်ဘူးအကြည်တစ်လုံးယူပြီးရေနဲ့ကလိုရင်းနှဲငယ်ထည့်ပြီးအိမ်ခေါင်မိုးကနေတက်ဆင်ပါ။နေရောင်ခြည်ကဘူးကိုထိတဲ့အခါရေကကွေးပြီးအလင်းကိုအရက်မျက်နှာအားလုံးစီပြန့်နှံ့စေပါတယ်။နေရောင်ခြည်အသေးစားတကဲ့သို့အခန်းတစ်ခုလုံးကိုလင်းသွားစေပါတယ်။အလင်းရောင်ကနေခင်းဘက်မှာ55မှ60ဝက်မီးသီးနဲ့ဆင်တူနိုင်ပြီးတီထွင်ဖို့လည်းဘာမှမကုန်ကြပါဘူး။ဒီစီမံကိန်းကကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာဆိုရင်အတော်ပါပဲဗျာ။ပြန်လည်အသုံးပြုထားတဲ့ပလတ်စတစ်ဘူးတွေနဲ့အခြေခံပစ္စည်းတွေကိုပဲအသုံးပြုပြီးအိမ်ထောင်ပေါင်းများစွာဟာအခမဲ့လင်းရောင်ကိုရရှိနိုင်ပါပြီ။ဒါဆိုရင်ကျွန်တော်တို့ဒီလိုသဘာဝမီးတီထွင်ရမယ့်အခြေအနေရောက်အောင်တွင်းပို့တဲ့ဂျပူတို့အဖွဲ့ကိုအမြဲတတိယစေပါတယ်။